သိထားဖို့လိုပါတယ်ဒါဆိုရင်ကျွန်တော်တို့ copyright claim နဲ့ပတ်သက်ပြီးတော့သူများကလာပြီးတော့ claim တိုင်းကျွန်တော်တို့ကလက်ခံလိုက်စရာတော့မလိုပါဘူးအချို့သောအချိန်ဒီမှာကျွန်တော်တို့ရဲ့ video ဒီ copyright စီးမြင်မှာပါတဲ့ fair use ဆိုတဲ့ပုံစံနဲ့သူများရဲ့ content တွေကိုယူပြီးအသုံးပြုထားတာဆိုရင်တော့ကျွန်တော်တို့မှာ copyright claim ဆိုပြီးလာပေါ်ခဲ့ရင်ကျွန်တော်တို့ကသဘောမတူကြောင်း dispute claim ပြန်လုပ်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကသူများရဲ့ video တစ်ခုကိုသွားပြီးတော့ယူသုံးလိုက်တယ်ဒါပေမဲ့ကျွန်တော်တို့အသုံးပြုပုံစံဟာ fair use ပုံစံဖြစ်တယ်ဆိုရင်အဲ့ဒီ video မှာ YouTube ကသတ်မှတ်ထားတဲ့ data နဲ့သွားပြီးတော့ကိုက်ညီနေလို့ copyright claim လာပေါ်ခဲ့ရင်တော့ကျွန်တော်တို့ရဲ့ content ဒီ fair use ဖြစ်တဲ့ပုံစံနဲ့အသုံးပြုထားတဲ့ content ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီအဲ့ဒီ claim လာလောက်တာကိုသဘောမတူကြောင်း dispute claim ပြန်တင်ပြီးတော့ဟိုဘက် original owner ကနေလက်ခံရင်အဲ့ဒီ copyright claim ကိုပြန်ဖြုတ်ပေးရပါတယ်အဲ့လိုလက်ခံဖို့အချိန်ပေးရတာကရက်ပေါင်း30ကြာပြီးတော့အဲ့ရက်ပေါင်း30အတွင်းမှာဟိုဘက်က original content တော်၎င်း music တော်၎င်းရဲ့ owner ကဘာမှမတုံ့ပြန်ဘူးဆိုရင် auto အဲ့ဒီ copyright claim ကိုပယ်ဖြတ်သွားပါတယ်နောက်ဆုံးဟိုဘက်က